ဒီရွယ်မှာဆယ်ကျော်သက်မမေဂျုံရတဲ့ဒုက္ခနာတစ်ခုကပါရှိလဲဆိုလို့ရှိရင်သမီးလေးတွေကသူတို့ကိုစိတ်ဝင်စားလို့လာရောက်ကမ်းလန်းတဲ့အမျိုးသားတွေလည်းဆွေးရတဲ့အချိန်ဖြစ်ပါတယ်ဒီ14 73 14 15နဲ့ပေါ့နော်ဒီလိုအချိန်ကာလတွေမှာဆိုရှင်သမီးတွေကမိဘတွေကိုပြန်ပြောပြဖို့ကြောက်တတ်ကြပါတယ်အဲ့အတွက်သူတို့ရဲ့ရင်းနှီးဆုံးဖြစ်တဲ့တငယ်ချင်းတွေကတိုင်ပင်လေးရှိပါတယ်ဒါဆိုရင်သူ့ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတို့ရဲ့တငယ်ချင်းတွေဟာဘယ်လိုမျိုးတွေပဲဖြစ်မလဲဆိုတဲ့အခါကျတော့သူနဲ့ရွယ်လူတန်းလူဖြစ်တဲ့အတွက်သူတို့ကိုအကြံဉာဏ်ပေးမှုတွေဟာမှားနိုင်ပါတယ်သူတို့ကိုယ်တိုင်ဒီလဲဆယ်ကျော်သက်ကလေးလေးတွေဖြစ်တဲ့ပုံမှာအထောက်အကူဖြစ်နိုင်ပါရှင်ဒါဆိုရင်ကျမတို့ရဲ့သမီးလေးတွေဒီလိုကိစ္စမျိုးတွေကြုံတွေ့လာပြီဆိုတဲ့အခါကျရင်ကျမတို့ပြောပြစီကြပါတယ်သမီးတွေကပြောပြဖို့အတွက်ကိုတွန်းဆုံနေကြမှာမှန်ပါပဲရှင်အဲ့ဒီအတွက်ညီမတို့ကသမီးလေးတွေမပြောပြလာခင်မှာညီမတို့ကကြိုတင်ပြီးသမီးကိုတင် ကြားပေးတတ်ပါတယ်ရှင်အဲ့ဒီအတွက်သမီးအမျိုးသားလေးတွေကလာ၍ချင်းခပ်ပြီးပေးခဲ့သမီးတွေရင်ကြီးစွာနင်းတက်ဖို့သမီးကိုကျွန်တော်တို့တင်ပေးရမှာပါရှင်ဘာလို့လဲဆိုတော့တချို့ကိစ္စတွေကကျမတို့ကလေးတွေမရင်ဆိုင်နိုင်သေးတဲ့အခြေအနေပါပေါ့နော်သူတို့ဒီပြောပြဖို့အတွက်ညှင်းဆန်မှုအတွက်ကိုစကားလုံးတွေမရွေးချက်သေးတဲ့အခြေအနေမှာဆိုရင်သမီးပြန်ပြောရမှာဒီကျမဒီအရွယ်မှာငယ်သေးတဲ့ဖြစ်တဲ့အတွက်ဒီကိစ္စတွေကိုမစင်စားစေချင်နေပါဘူးအဲဒီအတွက်ကိုဒါမျိုးကိုနောက်တစ်ခေါက်မပြောပါနဲ့စားလာပြီးရဆိုရင်လည်းဒါမျိုးနောက်တစ်ခေါက်ကိုမပြောပါနဲ့ဒါမှမဟုတ် social media မှာသုံးနေပြီဆိုလို့ရှိရင်လည်းဒါမျိုးကိုမပြောကြပြီးပါနဲ့ဆိုတဲ့ဟာမျိုးလေးကိုသမီးတွေညင်ကြီးစွာညင်တအောင်တင်ပြရမှာဖြစ်ပါတယ်ရှင်အဲ့လိုမှမဟုတ်ဘူးဆိုရင်ဒီရွယ်ဟာစိတ်ကစားတတ်တဲ့ရွယ်ဖြစ်တဲ့အတွက်ကလေးတွေကလည်းဘာမှနားမလဲပြန်ပြောရနေမလိုလားအပ်မလိုလားအပ်ပင်နဲ့ကလေးတွေအနေနဲ့မှရှိနေနိုင်ပါတယ်ရှင်တချို့တွေဒီသမီးငယ်လေးတွေကိုဒါပြင်းပြထားတတ်ကြပါတယ်တချို့ယောက်ျားလေးတွေဒီသူတို့ကဘာမှနားမလဲသေးတဲ့ရွယ်ဒီခုရွယ်မှာပြောသမျှယုံတတ်တဲ့ရွယ်ပေါ့နော်ဒီလိုရွယ်သမီးလေးတွေကိုသူတို့ကပြင်းပြထားပြီးကစားတတ်ပါတယ်ပြင်းပြထားပြီးတော့လူကိုရာမျိုးတွေပြီးမှထားပြီးတော့ဒီကလေးကြီးကငွေညစ်တာမျိုးတွေလောက်တတ်ကြပါရှင်အဲ့ဒီအတွက်ကိုဒါလေးကိုမိဘတွေကိုသိစေချင်ပါတယ်သမီးတွေကိုဒီအချိန်မှာလာစိတ်ဝင်စားလို့လာပြီးအမျိုးသားတွေလာစကားပြောမှဖြစ်တဲ့အတွက်သမီးဒီဟာတွေကိုစိတ်ဝင်စားလို့မဖြစ်သေးတဲ့အကြောင်းသမီးဒီအရွယ်ငယ်သေးတဲ့အကြောင်းကျမသမီးလေးဒီဒါတွေကိုစိတ်ဝင်စားရမယ့်အရွယ်မဟုတ်သေးကြောင်းကိုကျမတို့တည်တည်ချာချာလေးဆွေးနွေးပြောပြစေချင်ပါတယ်ဒါမျိုးတွေကြုံလာခဲ့လို့သမီးကိုနှုတ်ဆက်ခဲ့ပြီဆိုရင်လည်းမမေကိုလာရင်ဖွင့်ပြီးတော့တိုင်ပင်မှုအတွက်ကိုကျမတို့နှွေးထွေးစွာကြိုးစားပါတယ်ရှင်